ကျွန်တော်တို့ဒီနေ့အစီအစဉ်စဖို့ပေါ့နော်ကျွန်တော်ကနေပြီးတော့တဘာပတိဦးဆောင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့အစီအစဉ်ကိုအနေငယ်ကြီးညာချင်ပါတယ်တဘာပတိကိုကျွန်တော်ခုပေးကနေပြီးတော့ဦးဆောင်တော့မှာဖြစ်တယ်ကျွန်တော်တို့အပြန်လှန်ချမ်းစာဖတ်ခြင်းကဆရာမမယ်ရီလင်းဖြစ်ပါတယ်အလုံးငွေစက်ကဆရာရွှေကြီးဖြစ်ပါတယ်တပန်တိုင်းတချင်းဒီမဟောင်တို့ကတည်ဆိုပေးမှာဖြစ်ပါတယ်ဒီတနာရှင်ကဆရာအားချန်ကနေပြီးတော့ကျွန်တော်တို့ခွန်အားပေးမှာဖြစ်ပါတယ်လို့ကျွန်တော်တို့ဒီနေ့အစပြုဖို့ကျွန်တော်ချမ်းစာတစ်ပိုက်လေးဖတ်ချင်ပါတယ်စာလံကျမ်းအခန်းကြီး68အပိုင်းငယ်20ငါတို့၏ဖျားသခင်သည်ကယ်တင်နိုင်သောဖျားဖြစ်တော်မူ၏ဖျားရှင်ထာဝရဖျားတည်ချင်းသောရောက်သောလမ်းကိုလည်းအစိုးတိုက်တော်မူ၏အစာပြုစုတောင်းကြပါစို့ဟာလေလုယာဟာလေလုယာကိုမြတ်ဆုံးတဲ့တော်မူ၍တာသမီးတို့ကိုနေ့အစဉ်တိုင်းကွယ်ကာဆုံးမ၍လမ်းပြပြီးတော်မူသောဖျားကိုရောအကျေးဇူးတော်မြတ်ကိုချီးမွမ်းပါ၏ဒီနေ့ကိုရရှင်ပြန်ထမြောက်ဒီနေ့မှာကိုရနဲ့အတူမိသားရဖွေရသူအခွင့်ကိုပြီးတော့ကြောင့်ကိုရောအကျေးဇူးတော်မြတ်ကိုချီးမွမ်းပါ၏ဒီနေ့ကိုရရှင်တို့ကပတ်တော်ကြားတဲ့အခါမှာလည်းအရောက်စီတဲ့အသက်တာပေါ်မှာကိုရရှင်တန်ရှင်တော်ဝိညာဉ်တော်ဒီအလုံးလို့တော်မူမိအကြောင်းနဲ့သားသမီးတို့ရဲ့အချိန်တိုင်းအလုံးစုံတဲ့ကိုယ်စိတ်နှလုံးသုံးပါစလုံးတို့ကိုရိုလေးတေတို့အနံလိုက်တဲ့အခါမှာတည်ခြင်းကိုအောင်မြင်တော်နာဇရက်မြို့သားယေရှုနာမ၌ဆိုတော်စက်ကအနံပါရဖာအာမင်ကျွန်တော်တို့ဒီနေ့အစီအစဉ်ပေါ့နော်တစ်စက်ထဲမှာပဲ praise and worship ဖွဲ့တွေကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်တူကချီမကိုကိုဖွင့်တဲ့ဘက်ကိုချီမာတယ်အတူတူကမတ်တရနဲ့ဖျားသခင်ကိုအတူတူကချီမကြရအောင်အထံတော်မှာနေရတဲ့တဲ့ဟာအပြင်ကဘာမှာနေရတဲ့ရက်တစ်ထောင်တည်းတာ၍ကောင်းတာဖြစ်တယ်အာမင်အားလုံးအတူတူကချီမကိုကိုကြရအောင်အလပ်ပါဆုံးသောတကယ်မျက်နှာမင်းရှင်နေသူတယောက်ပါဒီလောကကြီးရဲ့ကောင်းဆုံးရာတကယ်ရဲ့ချစ်နဲ့နိုင်ချင်ရဲ့မိနိုင်တာပိုသိနာအဆုံးစားမေနိုင်စားမေခင်ချစ်တွေကိုလုံးသားနဲ့ချီးမွမ်းနေမေနေတာအလပ်ပါဆုံးသောသခင်မျက်နှာမင်းရှင်နေသူတယောက်ပါဒီလောကကြီးရဲ့ကောင်းဆုံးရာသခင်ရဲ့ချစ်နဲ့နိုင်ချင်ရဲ့ဒီတိုင်းတော့ပိုသိနာအဆုံးစားမေနိုင်စားမေခင်ရှိတွေကိုလုံးသားနဲ့ချီးမွမ်းနေမေနေတာအထံတော်မှာနေရသောတရားဟာ
အာမင်ဖျားသခင်မျက်မှောက်တော်ထဲမှာပဲပြည့်စုံနေတာဖြစ်တယ်အာမင်အတူတကွမျက်မှောက်တော်ထဲကိုတိုးဝင်ဖွင့်အတွက်ဖိတ်ခေါ်ရှင်တယ်ပြည့်စုံတဲ့နေရာကိုယ်ရဲ့မျက်မှောက်တော်ပဲဖြစ်တယ်ဟာလေလုယာအာမင်
ယာကိုအားကိုနေအောင်မလဲကျွန်တော်ရဲ့တောင်းလျှောက်တဲ့နာယောကနဲ့နေတော့ယာတွေကိုဖေးပြပေးနေအရာရာပြေဆုံးနေထုံမြတ်မောက်တော်တဲ့ကျွန်တော်တို့ကိုရောဒီသေးရှိနေအနာနာမြဲတဲ့စံသေးရှိနေတာဘေးရကိုအားကိုနေအောင်မလဲကျွန်တော်ရဲ့တောင်းလျှောက်တဲ့နာယောကနဲ့နေတော့ယာတွေကိုဖေးပြပေးနေအရာရာပြေဆုံးနေထုံမြတ်မောက်တော်ထဲမှာ Amen. Hallelujah. Amen. နှရှိုင်းနဲ့မျက်မှောက်တော်တွေကိုအတူကပြန်လည်ပြီးတော့ကိုယ်ဝယ်ဖွင့်တဲ့ဒိုးဝင်ဖွင့်ထိပ်ပဲခေါ်ခြင်းနဲ့ Hallelujah. Amen. Dai tu piti shine ni dai the kendo no dai tu pi ja shine ko do de the kim that the lord no myin se ba the kim pyo ri dai pyo de se shin no the lord da shi ro nai pray happy she mau puzo mi asasa she the myapse ko ro ple no che ma ko kwe ne sha ya do chno ko se ko ma the kim ni da le pyo in si myo ni che Amen. Asane ပြန်လေပြောဝန်ခံပွဲတပိတ်ခေါ်ရှင်မိတ်ဆွေ Tai tu piti shine ani dai the kendo Tai tu pi cha shine ko do the came in and the Lord no means ba the came pure it die pure as she know the Lord that she don't pray happy she mau
ကျွန်တော်ကိုဆွဲခေါ်ပါတခင်မြတ်တာနဲ့ပြောဝဲစီလို့နေချင်စာရဲစွာဖြင့်ကျွန်တော်အော်ရတောင်းထားပြီတခင်ရဲ့မြတ်တာကျွန်တော်ထဲတော်ဖြစ်မှုပါအာမင်ဟာလေလုယာတရှိုးဖြာကိုလိုကိုယေရှုတင်နေကိုရောအိုဒီကနေ့မနေ့မှတော့ခေါအတူကွာကိုပြချီမကိုကိုနိုင်တော့ခွပစေပြီးမတော့ချန်ကိုလိုကိုယေရှုတင်နေအိုတရှိုးပြချီမချေကိုကိုချေလေးမှတူပါရှိပြီးမတော့ချန်ကိုလိုကိုယေရှုတင်နေအိုချန်ရှိအချိန်တိုင်းမှာတော့ကောင်းတရှိတော့ငွေဖြာတဲ့မျိုးကိုစကားပြောတော်မူပါအချိန်တိုင်းတတလုံးဆုံးကိုလိုလက်တော်စကအနန်တဲ့ခါမှာတပါးဒီတော့တခင်ယေရှုရဲ့မြတ်တော်နာမကိုမြည်ပြီးဆုတောင်းစကအနန်ကြပါ၏အာမင်ကျွန်တော်ဖျားသခင်ရဲ့မျက်မှောက်တော်မှာရောက်အောင်ထိဆွဲခေါ်ပေးကြတဲ့ဒီမှာ worship leader အာရှန်နဲ့ music team တွေအားလုံးကိုကျွန်တော်အားလုံးလက်ခောက်တီးပြီးဖိတ်ခေါ်ရအောင် hallelujah ဖိတ်ခေါ်တာမဟုတ်ဘူးနော်ဂုဏ်ပြုရအောင်ဂုဏ်ပြုရအောင်ယေရှုတင်နေဒီနေ့တော်တော်လေးအခြေအနေမကောင်းတဲ့အတွက်ကျွန်တော်တော်တော်များများမရောက်လာနိုင်ကြဘူးဘာပဲဖြစ်အခြေအနေကောင်းတဲ့အချိန်တော့ရှိအောင်ပါဒီနေ့ယေရှုတော်တက်ကြောင်းဒီမှာကျွန်တော်ဆရာမမေရီတို့လည်းဒီမှာတလလုံးကျွန်တော်ဆဲုံမှာရောက်နေကြတယ်ကျွန်တော်စုံစမ်းခြင်းသူတို့အကြီးကျယ်သူတို့တိတ်ပွဲဝင်ကြတယ်အခုကျေးဇူးတော်ကြောင့်ကြမ်းမာနဲ့သူတို့ပြန်လဲပြီးတော့ရောက်ရှိလာနိုင်တာဖြစ်တယ်အစတုန်းမှာတော့ကျွန်တော်အမျိုးသမီးတော်မှာတော်တော်ဆွေးနေပါအောင်ကျွန်တော်တစ်ခုဖြစ်ဘယ်လိုလုပ်မလဲဖျားသခင်ရဲ့မျက်မှောက်တော်မှာတစ်ခုဆိုတာဖြစ်เสียအကြောင်းမရှိဘူးဟာလေလုယာမတော်တဆဖျားသခင်ကဘယ်တော့မှကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့အခါမှာ तू ကတာဝန်ယူတာဖျားသခင်ကအဲ့ဒီလာလူမျိုးတွေကိုခေါ်ဆောင်သွားတဲ့အချိန်မှာဘယ်ဖက်ညာဖက်အဲ့ဒီပင်လယ်နီနှစ်ချမ်းကနိုင်ကရေနိုင်ကနဲတဲ့အမြင့်မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအမြင့်ဖြစ်နေတဲ့အဲ့ဒီရေဟာဘယ်သူထိန်းချောက်ထားတယ်လဲဆိုရင်ဘုရားသခင်ထိန်းချောက်ထားတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ထိန်းချောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်အေးဆေးဖြတ်လျှောက်သွားလို့ရပါတယ်ဘာဖြစ်လို့အဲ့လောက်အမြင့်ကြီးထဲမှာသူတို့ကိုခေါ်ဆောင်သွားတယ်လဲဆိုရင်သူတို့ရန်သူကတအားကြီးလွန်းလို့အဲ့လိုအမြင့်ကြီးထဲမှာမှပဲအဲ့ဒီဖာရောဘုရင်နဲ့စစ်တပ်ဟာမြုပ်နှံလို့ရမှာဖြစ်တယ်ကျွန်တော်ရန်သူကကြီးလေတခါတည်းလေထူကြားထဲမှာဖျက်တင်ကျွန်တော်ပို့ဆောင်တဲ့အခါမှာခက်ခဲတဲ့ချိန်ရှိတယ်ဒါပေမဲ့အဲ့ဒီချိန်မှာဒီနေ့ကောင်းမွန်နဲ့ကြော်လွန်ခွင့်ဖြတ်တန်းခွင့်ပြုတာလေထူဖျက်တင်ဖြစ်တဲ့အတွက်ဖျက်တင်ရဲ့နာမတော်ချီးမွမ်းတယ်ဆိုတော့ဒီနေ့ကျွန်တော်ဆီမှာလူသစ်ကျွန်တော်အေးတေ3ရောက်ပါလာနိုင်တဲ့အတွက်ကျွန်တော်ကျေးဇူးတင်တယ်ဒီမှာကျွန်တော်အရှမ်းကြီးမရဲ့ပြတော့ဒီမှာကျွန်တော်ညီကူတယောက်ရဲ့ကျေးဇူးပြုလက်ဆောင်ဖို့ပဲလေခဏလေးကျွန်တော်အားလုံးမတည့်ပြပါအောင်လူသစ်ကျေးဇူးပြုလက်ခောက်တီးပြီးတော့ကြိုဆိုရအောင်ဟာလေလုယာလက်ခောက်တီးပြီးတော့ကြိုဆိုရအောင်sorry မေ့သွားတယ်အဲ့ပထမဆုံးရောက်လာတဲ့အဖွဲ့ကိုမေ့နေတာ sorry ဒီနေ့ကျွန်တော်ကျေးဇူးတော်တက်ကြောင်းဖြစ်တယ်ဒီနေ့ဒီနေ့ကဟိုတနေ့ကအချိန်နဲ့မကောင်းလို့ဘယ်သူမှအပြင်မထွက်နဲ့ဆိုလို့ကျွန်တော်မထွက်ရဲဘူးဆိုတော့ဒီနေ့လည်းအဲ့လိုမျိုးဖြစ်နေတဲ့အတွက်မထွက်ရဲဘူးဘာပဲဖြစ်ဒီနေ့တော့ဖျားသခင်ကိုကျွန်တော်ချီးမွမ်းကြမယ်ထွက်ရင်လည်းဖျားသခင်ရဲ့အကြောင်းတေတာလည်းအထိပ္ပယ်ရှိပါတယ်ဒီတိုင်းအိမ်မှာ one shot တေတာထက်တော့ဖျားတင်အတွက်တေတာအထိပ္ပယ်ရှိတယ်ကျွန်တော်ပြန်ထိုင်လို့ရပါပြီကျေးဇူးတင်တယ်ဒီမဟာခါမှာလာရောက်အမြဲတမ်းကျွန်တော်ပါဝင်ပေးပါဒီနေရာလေးဟာကျွန်တော်ဒီတရားဟောတရားဒေသနာနားထောင်တဲ့နေရာမဟုတ်ဘူးဒီနေရာဟာတင်ကိုတိုင်ပါဝင်ပြီးတော့အစေခါနဲ့နေရာဖြစ်တယ်ဆိုတာဒီနေ့တရားကျွန်တော်ညီကိုမောင်နှမကျွန်တော်မိတ်ဆွေတွေကိုဒီနေ့ဖိတ်ခေါ်တာဖြစ်တယ်ကျေးဇူးတင်တယ်တရားကျွန်တော်မိတ်ဆွေတွေဆိုတော့သူတို့ကတနိုင်ခွဲကလေးနဲ့သူတို့ကရောက်နေပြီဆိုတော့တကယ်ဒီနေ့တော့တကယ်အာနာဖို့ကောင်းတယ်နောက်ပတ်ဆိုရင်သူတို့ကပဲ worship ဦးဆောင်ကောင်းမလားမသိဘူးနော်သူတို့စီမှာလည်းတကယ်ပဲတကယ်ဘယ်လိုပြောမလဲဘယ်သိရှိတယ်ဆိုရင်solo teaching ဆိုတာပဲဖြစ်ကျွန်တော်ပါဝင်လို့ရတယ်ဆိုတာထပ်ပြီးတော့ကျွန်တော်ဖိတ်တိတ်တွန်းခြင်းနဲ့ကျေးဇူးပြုလို့ဒီချိန်မှာခဏလေးကျွန်တော်အချိန်ပေးခြင်းနဲ့ကျွန်တော်အားလုံးဒီထဲကနေတက်ခံဆရာများရှိတော့တက်ခံဖွင့်အတွက်အချိန်ကိုကျွန်တော်ခဏပေးမှာဖြစ်တယ်ဒီတည်းကျွန်တော်ဓမ္မမိတ်ဆွေထဲကနေတက်ခံဆရာရှိရင်အခုဒီမတဘာပတိရတော့မပေးဘူးဒါပေမဲ့ကျွန်တော်ကခွင့်ပေးတာဖြစ်တယ်တက်ခံခြင်းနဲ့သူရှိရင်ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်
โอเคဒါဆိုရင်တော့တဘာပတိနော်ဆက်ခုပြဒါဆိုရင်တော့တက်တဲ့ခိုင်းတဲ့တခါတည်းသူကပဲဆက်ပြီးတော့တဘာပတိဦးဆောင်တော့ဖြစ်တယ်ဆိုတော့ဒီချိန်မှာကျွန်တော်တို့တဘာပတိကိုကျွန်တော်တို့ဖိတ်ခေါ်ရအောင်သူကပဲအစီအစဉ်ကိုဆုံးထိသူကဦးဆောင်တော့မှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဒီချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စဉ်းစားနေတာ2020ဒီယောဂကြားတဲ့ဒီတိုက်ပွဲရန်တို့များကြားတဲ့ကပေါ့နော်ကျွန်တော်တို့ကိုဒီနေ့တချင်အသက်ရှင်ခွင့်ပြတဲ့ဘုရားသခင်ပဲဖြစ်တယ်။သူကြီးစိုးတို့ကျွန်တော်စဉ်းစားနေတဲ့အခါမှာမချီးမွမ်းပဲဘုရားသခင်ဘယ်လောက်ကောင်းမြတ်လဲခေါင်းတမှုထူချတဲ့ဘုရားလေးဖြစ်တယ်။ကျွန်တော်တို့ဘုရားသခင်တို့လေခေါ်နေတယ်ဆိုလို့ရှိရင်ဘယ်တော့မှကျွန်တော်ကိုဘယ်လိုပြောမလဲငါပြစ်ထားဘူးပေါ့နော်ကျွန်တော်ခေါ်နေတဲ့အတန်ကိုအမဲတမ်းကြားနေတဲ့ဖရားဖြစ်တယ်တခါတလေကျလိုကလေဘယ်လိုပြောမလဲအစင်ပြနေတဲ့အချိန်မှာတော့ဖရားတဲ့ကွန်ကျွန်တော်တတိညရတဲ့အချိန်လေးရှိဒါပေမဲ့ထိုအချိန်မှာဖရားသခင်ဒီကျွန်တော်တို့ကိုလုံးဝပြစ်မထားတဲ့ဖရားသခင်ဖြစ်တယ်အဲ့တော့ကျွန်တော်တချင်းလျားပြင်ကျွန်တော်တက်တည်ခံခြင်းနဲ့အတန်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့ဖရားသခင်တို့ဒီစာသားလေးပေါ့နော်လောကလုံးယွန်ရှာတော့လဝကရိုက်တော့ဤဆွေးနိုင်တော့တကူဒီအမ်ဖွိုင်ဒီဆိုတဲ့စာသားလေးပေါ့နော်ဘာကျွန်တော်စိတ်ထဲဘာကိုထိခိုက်မိလဲဆိုတော့ယေရှုခရစ်တော်ဟာကျွန်တော်လူသားတွေကိုဘာဖြစ်လို့ကယ်တင်ဖို့တူလာခဲ့တာလဲသူဘာတော်ဖို့နေရာများမရှိဘူးလားပေါ့နော်ကျွန်တော်လူသားတွေဘယ်လောက်ထိချစ်တယ်လဲယေရှုခရစ်တော်ကကယ်တယ်ရုံမဟုတ်ဘူးနော်ဘုရားသခင်ကငယ်ကလေးကဒုက္ခဆင်းရဲတွေခံပြီးမှလောကမှာတူလာခဲ့တယ်ကျွန်တော်တို့လူသားတွေအတွက်ဘယ်လောက်ထိပေးဆက်ခဲ့တယ်လဲတခါလေဝါကားတိုင်းမှာချက်ချက်အသေးခံတာမဟုတ်ဘူးယေရှုခရစ်တော်ကလောကမှာအသက်ရှင်တဲ့ချောင်းသူ့မှာဒုက္ခဆင်းရဲတွေစုံစမ်းနှောက်ယှက်ခြင်းတွေမြောက်များစွာကြုံခဲ့ပြီးမှလောကမှာအသေးခံတာဖြစ်တယ်ချက်ချင်းဆင်းလာပြီးချက်ချင်းလောကမှာအသေးခံတာမဟုတ်ဘူးယေရှုခရစ်တော်ကဒါကြောင့်မလို့ဒီချင်းနဲ့ပြင်ကျွန်တော်ခရစ်တော်ကိုကျွန်တော်ဒီချင်းလာပြင်ပေါ့နော်ဘုရားသခင်ကျွန်တော်တက်တည်ခံချင်ပါတယ်တက်တည်မခံခင်ဘောတော့ဒီစာလန်ကျန်တပိုက်လေးဖတ်ချင်ပါတယ်119ခုမြောက်သောစာလန်ကျန်တပိုက်ငယ်24တက်တည်ခံတော်မူချက်တို့ဒီအကျွန်ုပ်မွေတော်ရာအကျွန်ုပ်တိုင်ပင်ရာဖြစ်ကျွန်ုပ်တိုင်ပင်ရာဖြစ်ကြပါ၏အဲ့တော့ဒီဝေလာသောတုံကုန်းပေါ်ထူထားသောတိုက်တော်ဂျိုးဆိုတဲ့တခြင်းလေးနဲ့ဘုရားရဲ့ကောင်းမြတ်တဲ့အကြောင်းလေးကျွန်တော်တက်တည်ခံချင်ပါတယ်လို့ဝေလာသောတုံကုန်းပေါ်ထူထားသောတိုက်တော်သည်ဆက်ကြောက်ပွဲဒုက္ခခံရတိုက်သည်ဘေလောကကိုကဲရန်ဒီခါရတိုက်တော်ကိုကျွန်ုပ်ဒီထိုပင်ချေခဲ့မြဲနိုးတိုက်တော်ကိုကျွန်ုပ်ဒီလေးမြဲနေလမ်းဆုံးမှာအောင်ပန်ကိုချထားမီကျွန်ုပ်ဒီနေတွေ့တော့တိုက်တော်နေတော်ဖို့ကိုတန်နေဖိလေချေအာမင်လောကလုံးယွန်ရှာတော့လေဝါကတိုက်တော်ဤဆွေနိုင်တော့တခုဒီအံဖွေဒီတေကွန်ကင်ဘုံတော့ပင်သူတန်ငယ်စုံဒီကတေတရားတေခံပေါ်မချလောတိုက်တော်ကိုကျွန်ုပ်ဒီလေးမြဲနေလမ်းဆုံးမှာအောင်ပန်ကိုချထားမီကျွန်ုပ်ဒီနေတွေ့တော့တိုက်တော်နေတော်ဖို့ကိုတန်နေဖိလေချေတွေ့တော်နေဆုံးကွယ်တော်လေဝါကတိုက်တော်သည်အော်ဖွယ်တင်တေလာပါပီ
ကျွန်ုပ်ကိုပြလို့လေတန်ရှင်စင်ကြယ်စေရယေရှုရှင်ထိုတိုင်ပေါ်မတိခံတိုင်တော်ကိုကျွန်ုပ်ဒီလေးမြဲနေ လာဆုံးမအောင်ပန်ကိုချထားမီကျွန်ုပ်ဒီနေတွေ့တော့တိုင်းတော့နေတော်ဖို့ကိုတန်နေဖိလေချင်းတိုင်တော်ကိုကျွန်ုပ်ဒီစင်တေစာရှိပါမီကဲရဲ့ချင်းပြတင်ချင်းခံလို့သည်ကုန်ကင်ဘုံစံပေါ်ရန်ကိုတော်ရှင်ခေါ်တော်ခါကိုရောနေအတူဘုံတော်ဝေစားတိုင်တော်ကိုကျွန်ုပ်ဒီလေးမြဲနေလမ်းဆုံးမအောင်ပန်ကိုချထားမီကျွန်ုပ်ဒီနေတွေ့တော့တွေ့တော့နေတော်ဖို့ကိုတန်နေဖိလေချင်းကျန်တဲ့စီတိုင်းကိုပြရှင်ကုန်ကြည့်ပြပါစေဒီနေ့ကျွန်တော်တို့ဆက်ထဲမှာပဲကျွန်တော်ချမ်းစာဖတ်ဖို့အတွက်ဆရာမမေမေရီရင်ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်တိကိုအခန်းကြီး30အပိုင်းငယ်1ကနေပြီးတော့73ထိဖြစ်ပါတယ်ဆိုတော့ခုချိန်မှာကျွန်တော်တို့နှုတ်ကပတော်ဖတ်ရှုပြီးမှအတူတကွဆင်ခြင်ခွန်အားယူရမယ့်အချိန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အတူတကွဆင်ခြင်ခွန်အားယူမယ့်နှုတ်ကပတော်ကကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး30ပိုင်ငယ်1ကနေ73ထိဖြစ်ပါတယ်ဆိုတော့ခိုင်းဆိုတော့အတူတူဖတ်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီခုချိန်မှာကျတော့ကျွန်မကတပိုက်ပရိသတ်များကတပိုက်ဖတ်သွားမှာဖြစ်တယ်ပြီးရင်တော့ကျွန်တော်တို့စနစ်နဲ့73ကိုကျွန်တော်တို့အတူတူကဖတ်သွားရအောင်ဆိုတော့ပထမဆုံးကျွန်မကပဲအရင်ဖတ်သွားမှာဖြစ်တယ်ညီကိုတို့ငါတို့ပိုးပေအပေါင်းတို့သည်မိုးတိမ်အောက်မှရှိ၍ပင်လေအလေ၌ရှောက်သွားကြသည်ဟူ၍၎င်းဓမ္မအစာကိုအတူစားကြသည်ဟူ၍၎င်းဓမ္မရေကိုအတူတောက်ကြသည်ဟူ၍၎င်းတင်တို့မတိမမတ်ပဲနေစေခြင်းကငါအလိုမရှိတို့တော်လေသူတို့တွင်များစွာသောသူတို့ကိုဖျားသခင်သည်အာရနှင့်တက်တော်မူမူသူတို့သည်ဒေါ၌တေးကျေပျက်စီးခြင်းတို့ရောက်ကြ၏လူတို့သည်စားတော့လျက်ထိုင်နေကြ၏နောက်တဖန်ကခုံမျိုးထူးခြင်းကထကြ၏ဟုတ်ကျမ်းစာလာသည့်အတိုင်းသူတို့အချို့တို့သည်စုံစမ်းနှောက်ယှက်ခြင်းကိုပြု၍မွေဖြစ်ပျက်စီးခြင်းတို့ငါတို့သည်မပြုခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်ပေးနေကြကုန်အံ့ထိုအကြောင်းအရာရှိသမျှတို့သည်ပုံတက်တယ်ဖြစ်အပ်သောငါသူတို့၌ရောက်ကြ၏ကကာလအဆုံးတွင်ဖြစ်သောငါတို့ကိုဆုံးမเสียဖို့ကျမ်းစာ၌ရေးထားလျက်ရှိသည်အတူတူဖတ်ရအောင်
ထို့ကြောင့်အကျွန်ုပ်သည်မိမိတည်ကြည်လက်နေသည်ဟုမိမိထင်မှတ်၏ထိုသူသည်မလေးချင်းကတတိပြုစေလူ၌ဖြစ်တတ်သောစုံစမ်းနောက်ဆက်ခြင်းကိုသာတင်တို့သည်ခံရကြ၏ဘုရားသခင်သည်တစ္ဆာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍တင်တို့မခံနိုင်သောစုံစမ်းနောက်ဆက်ခြင်းကိုတင်တို့၌ရောက်ဆင့်အံ့သောငါအခွင့်ပေးတော်မမူတင်တို့သည်ခံနိုင်မည်အကြောင်းစုံစမ်းနောက်ဆက်ခြင်းအရာနှင့်တကွထွက်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်နှုတ်ပတ်တော်ဖတ်ကြားပြီးမှခွန်အားယူတွားကြတဲ့အရောက်ချင်းစီအပေါ်မှာနှုတ်ပတ်တော်ကောင်းကြီးတက်ရောက်ပါစေအလုံးငွေစက္ကပ်ရမယ့်အချိန်ဖြစ်ပါတယ်ကျွန်တော်တို့အလုံးငွေစက္ကပ်ဖို့အတွက်ဆရာရွှေကြီးကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ကျမ်းပိုက်လေးတစ်ပိုက်ဖတ်ပါမယ်သုတ်တန်ကျမ်းအခန်းကြီး၈အငယ်19ငါပေးသောအကျိုးသည်ရွှေထက်မကရွှေစင်ထက်သာ၍မြတ်၏ငါကြောင့်ရသောအခွန်ပန္နာသည်အကောင်းဆုံးထက်သာ၍မြတ်၏ဖတ်တော်တဲ့ကျမ်းချက်ပေါ်မှာဘုရားသခင်တာရုကောင်းကြီးပေးပါစေအထုံငွေဆက်ကပ်ကြရအောင်ဟာလေလုယာတရှင်မြတ်မြတ်ဆုံးလင်းတော်မူ၍ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းမိတကာလလူမျိုးအပေါင်းတို့၏ကိုးကွယ်စည်းကပ်ရာဖြစ်တော်မူသောအဖာယနေ့အချိန်ခါ၌ကိုရောဤပိတ်မှန်တော်အတွင်းဤမြလောက်သောသားသမီးများသည်ကိုရောနှင့်အတူကိုရောဤနှုတ်ကပတ်တော်တရားများကိုအတူတကွပြန်လဲနာစင်မိတကာလကိုရောဤဝိညာဉ်တော်ရစ်တိုင်းမှုဖြင့်ကိုရောဤနှုတ်ကပတ်တော်တရားများ၌မိတ္တဟာယပြုသောခွင့်ကိုပေးတဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ယခုကဲ့သို့ကိုရောဤနှုတ်ကပတ်တော်တရားများကိုအတူတကွပြန်လဲနာစင်မိတ္တဟာယပြုတဲ့အခါမှာရောက်ရှိလာကြသောကိုရောဤသားသမီးအရောက်စီတိုင်းသည်လက်ရှိသက်လာခြင်းမဟုတ်ဘဲနဲ့ကိုရောထမရသောကိုစုကျေးဇူးများထဲမှအနှဲငယ်သောပန္နာငွေများကိုကိုရောဤနိုင်ငံတော်ကျေပြန့်စေရန်အလို့ငှာကိုရောယူဆောင်လာကြပါတယ်ထိုအရာများကိုကိုရောလက်ခံပေးသနာတော်မူပြီးကိုရောဤနိုင်ငံတော်ကျေပြန့်စေရန်အတွက်ကိုရောဤလမ်းခရီးဖြောင့်ဖြူးစေရန်အတွက်ကိုရောဤသာသနာအတွင်းရှိနိုင်ရန်အတွက်ကိုရောအသုံးပြုပေးတော်မူပါဟာလေလုယာကိုရောယေရှုတင်တဲ့ယခုအချိန်ခါ၌ကိုရောဤအလှူငွေများကိုစက္ကလှူဒန်းအနှံတဲ့အခါမှာတည်ချင်းမှပြန်လဲရှင်ထံထမြောက်ပြီးတည်ချင်းကိုအောင်နိုင်သောတပါးသူရောသားတော်သခင်ယေရှုနာမအားဖြင့်ကိုရောလက်ဝဲသို့အနှံ့ဆက်ကန်ကြပါ၏ဟိုအဖာအာမင်
ပြတ်ချက်လေးမှာခဲ့ထောင်ရမတွေ့ဝင်စရာပဲအသေးတွေအသေးနဲ့စားသူကချေခဲ့လေသူယေရှုသာလေးတော်လေထောင်ရသွားရမယ်ခန္ဓာကျွေလွေခဲ့သင်ရဲ့ဝိညာဉ်ပဲစီလေထာဝရပြည့်တဲ့လည်းကိုရှိနေတယ်အိုးနာတိချင်းနဲ့လူဒီစတရားတွေကိုတိုင်းပဲလူဒီချမ်းမဟုတ်မီမုံကအလားအချိန်တည်းမီမုံသွားရမှာပြပါစေကျွန်တော်တို့ကိုခွန်အားပေးမဲ့ဒေသနာရှင်ပေါ့နော်ဆရာအားချောင်းကိုကျွန်တော်လက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ဒီနေ့ကျွန်တော်ဝင်ခါဖို့ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကယုံကြည်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဝင်ခါဖို့ကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်။ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ဖို့ကိုပြောတာမဟုတ်ဘဲနဲ့ဖျားသခင်အပေါ်မှာယုံကြည်ခြင်းဆိုတဲ့အကြောင်းကိုကျွန်တော်ဝင်ခါရှင်းတာဖြစ်တယ်။ကျွန်တော်ပနာမအနေနဲ့ကျမ်းပိုက်တစ်ပိုက်ကိုကျွန်တော်ဖတ်ပါမယ်။138ခုမြောက်သောစာလံကိုကျွန်တော်အကုန်လုံးဖတ်ချင်ပေမဲ့အဲ့ဒါအကုန်လုံးမဖတ်တော့ဘူးအောက်ဆုံးအပိုက်လေးပဲအပိုက်ငယ်၈ကလေးကိုပဲကျွန်တော်ဖတ်မှာဖြစ်တယ်138ခုမြောက်သောစာလံအပိုက်ငယ်၈ထာဝရဘုရားသည်ငါဤအမှုကိုပြီးစီးစေတော်မူမည်အိုထာဝရဘုရားဂရုဏာတော်သည်အစဉ်အမြဲတည်ပါသည်ဖြစ်၍ကိုရော၏လက်နှင့်ပြုစုသောအမှုတို့ကိုစွန့်ပစ်တော်မမူပါနဲ့ကောင်းကြီးပေးပြီးဖြစ်တဲ့နှုတ်ကပတ်တော်ဒီနေ့ကျွန်တော်အားလုံးပေါ်မှာအတိတ်တစ်ဖန်ပြန်လဲပြီးတော့ကောင်းကြီးပေးပါစေယုံကြည်ခြင်းလို့ပြောတဲ့အခါမှာအခုနကျွန်တော်ပြောပြီးပြီခရစ်တော်ကိုယုံကြည်ဖို့မဟုတ်ဘဲနဲ့ဖယားသခင်ကိုယုံကြည်ဖို့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့လိုပြောတဲ့အခါမှာခရစ်တော်ကကျွန်တော်ထာဝရအသက်အတွက်ကျွန်တော်ယုံကြည်တာဖြစ်တယ်အခုဖယားသခင်လို့ပြောတဲ့အခါမှာဂတိတော်နဲ့ပတ်သက်ပြီးတော့ယုံကြည်ဖို့ကျွန်တော်ပြောချင်တာဖြစ်တယ်ယုံကြည်လို့ပြောတဲ့အခါမှာဒီတိုင်းနေရင်ထိုင်နေကိုယ်ဆိုကိုကျွန်တော်ယုံကြည်တယ်အဲ့လိုပြောလို့မရဘူးသူနဲ့ကျွန်တော်ရဲ့ကြားမှာဘာကိုယုံကြည်ဖို့စကားရှိတယ်လဲယုံကြည်စရာစကားတစ်ခုကိုအရင်လာပြီးမှပဲယုံကြည်တယ်မယုံကြည်ဘူးဆိုတာလာတာဖြစ်တယ်
ဆိုတော့ကျမ်းစာထဲမှာယုံကြည်ခြင်းဖခင်လို့ပြောတဲ့အခါမှာအာဗြဟံကိုကျွန်တော်အားလုံးကမျက်စိထဲမှာတန်းပြီးတော့တည်သွားတယ်အာဗြဟံရဲ့ယုံကြည်ခြင်းယောဘရဲ့သက်စာတရားပြီးတော့အဲ့ဓာတွေကိုကျွန်တော်ယုံကြည်တဲ့အခါမှာပြီးတော့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးဂတိတော်ပြီးကာနန်ပြည်ကိစ္စကိုလည်းပါလာတတ်တယ်ဆိုတော့ဒီကိစ္စလေးကိုကျွန်တော်ဒီနေ့အနေငယ်နဲ့ကျွန်တော်ဘဝနဲ့နှိုင်းယှဉ်ပြီးတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အာဗြဟံကိုယုံကြည်ဖို့လို့ပြောတဲ့အခါမှာအာဗြဟံကနေထိုင်နေဖခင်ကိုယုံကြည်တာမဟုတ်အာဗြဟံကအာဗြဟံစီမှာယုံကြည်စရာစကားအရင်လာတာဖြစ်တယ်အာဗြဟံကိုဖခင်သခင်ကစကားတစ်ခုပေးထားတယ်အဲ့ဒီစကားပါလဲဆိုရင်ဒါရောက်ရမယ်ဒါယောက်ျားရမယ်ဆိုတော့အဲ့ဒီဒါယောက်ျားတစ်ခုတည်းနဲ့မကဘူးကြည်စံကောင်းကင်ကိုကြည်စံအဲ့ဒီမှာခြေတွေတွေ့တယ်နော်ပင်လေသမုတ်တရားတဲလုံးတဲ့အမြတဲအမျိုးကိုငါကောင်းကြီးပေးမယ်ဒီလောက်ထိပွားများမဲ့ကောင်းကြီးခံစားမယ်လို့ပြောတဲ့အခါမှာအများကြီးမဟုတ်တယ်တခုတည်းပဲဒါရမယ်ဣဇက်ရမယ်ဆိုပြီးတော့သူကဂတိပေးတဲ့အခါမှာအာဗြဟံကအဲ့ဒီစကားကြားရင်အယံဝမ်းသာမယ်လို့ကျွန်တော်ထင်တာအယံဝမ်းသာမယ်လို့ထင်တာဥပမာကျွန်တော်ဒီဟာခါအခြေအနေနဲ့ပြောရင်ဘယ်လိုဥပမာနိုင်မလဲဆိုရင်ဒီမှာရှိတဲ့ကျွန်တော်အားလုံးပေါ့နော်ကဲနိုင်ငံရေးမကောင်းဘူးဆိုတော့ခင်ဗျားတို့အားလုံးကိုမလေးရှားကနဲ့ UN ကနဲ့ခင်ဗျားတို့အားလုံးကိုအမေရိကန်ကိုခေါ်မယ်ကွာလို့ပြောရင်ဒီမှာကျွန်တော်အားလုံးကဘာဖြစ်ဖြစ်ဝမ်းသာကြမှာအမေရိကန်သွားတော့မယ်ဟဲ့ကျွန်တော်လည်းအိမ်ပြန်လာနေကဲမိမအမေရိကန်သွားမယ်ပြင်းစင်ထုတ်ရပုံပြင်းစင်ပစ္စည်းတွေရောင်းမလူအတဲ့စားတွေသွားတော့မယ်လမ်းခရီးအတွက်လီငါတို့အမေရိကန်သွားတော့မယ်ကွာအဲ့ဒီအချိန်လက်တကယ်ဝမ်းသာစရာကောင်းတဲ့အချိန်ဒါပေမဲ့ကျွန်တော်မသိတာကဘာလဲဆိုရင်အဲ့ဒီ UN သွားဖို့မလေးရှားက UN ရုံးကိုသွားဖို့အောက်လမ်းကနေကားထဲမှာပိတ်ငပိတိတ်လို့မျိုးတိတ်ပြီးမှတွားရမှာအဲ့ဒီကိုရဲတွေကိုရှောင်ရမှာကန်ဆိုရင်အဲ့ဒီမှာအချုပ်ထဲမှာတွားရအောင်မှာအနည်းဆုံးလားလို့အဲ့ဒီကိစ္စတွေ့လို့နေပါဦးငါတို့ US တော့မကိစ္စကအဲ့ဒါတွေပါတယ်စီစဉ်ထဲမှာပါတယ်လို့တကယ်လို့ဂျူတင်တိထားမယ်ဆိုရင်ကျွန်တော်လည်းပြန် cancel မတော်ဟာခါမှာဘုံတန်တဲ့တန်နဲ့ကြားမှာလဲကိစ္စမရှိပါဘူးဖျားခါလူတော်မရှိငါတို့ကောင်းပေါ်မှာဘုံကြရင်လဲငါတို့မတည်နိုင်ဘူးဆိုပြီးတော့ပြန်နေမှာဒီမှာသွားမှာမဟုတ်အဲ့ဒီတာပေးမယ်ဆိုတဲ့ဂတိတော်ရဲ့နောက်မှာဖယားကအာဗြဟံကိုမပြောတာတခုရှိတယ်ခင်ဗျာတက်တရားတဲ့ကလေးရမှာမဟုတ်ဘူးဆိုတဲ့စကားအဲ့ဒီကိစ္စကသူရအခုခက်ယုံကြည်သူတွေလို့ပေါ့နော်ယေရှုနာမနဲ့တိုင်းပိတ်တယ်ကွာခလေးရမြရမယ်သူတိုင်းပိတ်နေတာတက်တရားတော်ရှိနေပြီသူကမရသေးဘူးခလေးမရသေးဘူးကျွန်တော်ဘာပြောချင်တယ်လဲဖယားသခင်ကကြားကာလမှာကျွန်တော်ကြုံတွေ့တဲ့အရာဟာအလကားတက်နဲ့ဖျားတင်ထားတာမဟုတ်ဘူးအေးတေလာလူမျိုးတွေကိုဂတိပေးထားတယ်မောရှေအပြင်ကဲပြောလိုက်မင်းလူမျိုးတွေဒီရနဲ့စားပြီးတော့မင်းတို့ဂျုံမဟုတ်တော့ဘူးမင်းတို့ဟာဂျုံမဟုတ်တော့မင်းတို့ကိုယ်ကိုယ်တဲ့ဖျားယေဟောဝါဖျားယာဝိဖျားကမင်းတို့ကိုဂျုံကနေယနေ့ညပြီးမင်းတို့ကိုခေါ်ဆောင်တော့မယ်ဂျုံကနေလွတ်ပြီကွာဂျုံဘဝဆိုတာကကျွန်တော်ကဂျုံမဖြစ်တော့မသိဘူးတော့မခံစားတတ်ဘူးဂျုံဆိုတာကခင်ဗျာအပြင်ဆိုင်လည်းခင်ဗျာစားဖို့မဟုတ်ဘူးအဲ့ဒါခင်ဗျာအလုံးလုံးလည်းခင်ဗျာစားဖို့မဟုတ်ဘူးသူများစားဖို့တခင်စားဖို့ဂျုံမှာဘာအခွင့်အရေးမှမရှိဘူးဂျုံကပျော်လို့လည်းမရဘူးသူကပျော်လို့မရဘူးဂျုံကသူ့တခင်ပျော်မှသူလည်းပျော်တာသူ့တခင်ဝမ်းနေမှသူကဝမ်းနေဂျုံဆိုတာဘာအခွင့်အရေးမှမရှိဘူးဆိုတော့အဲ့ဒီမင်းတို့ဂျုံကလည်းလွတ်တော့မယ်ပြောစားဆိုပြောတဲ့ခါမှာသူတို့ကြွေးကြော်မှာပေါ့ဒါဝငါတို့ကိုးကွယ်တဲ့ဖခင်နှစ်ပေါင်း400လုံးစောင့်နေတာအဖြေရပြီအာမင်ဟာလေလုယာတိမ်ပိုက်တယ်ဆိုပြီးတော့အဲ့ဒီညမှာအကြီးကြီးကြွေးကြော်ကြမှာကျွန်တော်မျက်စိထဲမှာမြင်ရောင်းတယ်အယံကခုန်ကြမှာပေါ့နော်ကခုန်ကြမှာအကုန်လုံးကခုန်ကြမှာ
ดาเปแม่จงกันเนี่ยลอยยงแต่มหาเตบุเมนอกูนู่นเนี่ยปยายีซีเซเนี่ยคานันปีกูปูสาวแม่ไอ้เรื่องสกาลงเลยปาลายปูเบวันดาราดิจวงเนี่ยลอยยงมหาดาวูเมนอเนี่ยเล่นเนี่ยเล่าบิมาตะเคียนสารเมนอมาสายาวูอะคุณเมนอมาเล่าเดเอาสามาเศร้าเดเองมาตัวเนี่ยมาใส่แต่ที่นั่นสายมาสุรพยอมยามเชื่อตัวเองมาอายาวันตามาตาวันตามาดาบแม่จาเรีย process กูเพียกับมาเปียวจาเรียมาบาริโจเพียยามเลยบลูลังคิชเอามาสุรเพียที่มาเปียวท่าแต่เกลูมียเอเรเชมาขมิ้นเราเอาไว้สารุเลยนิวนมมาบุสุรห้องมาสุรเอาไว้เทเลยูเซียมาลูบุเอาไว้หัวเนี่ยวัดเทเนี่ยตัวอะไรบ้ามาขมิ้นเราปนัดเลยเปียมาสุรจะนอเทนคุกเข้ามาขมิ้นเราเปียวไหมมิงเคลียร์จะเปียวมาเนาะเอาไว้เทเนี่ยเทลงเนี่ยมาแต่ปัดเพียจังตัวเราต่อมาเอาไว้ก็มาอยู่ในบิวเพิ่มเราเอาไว้เทียบฮะงาเอาไว้สามชิบุกวาสุรพูดเลยสิเดียดาร์เอาไว้สามเขาบุลาเขาเทดาร์ไม่ดาร์อาลงยิมปัดด้วยงาวัวปีธารุเอลูพูดเลยมิงเคลียร์เอริกันเดียตัวพวกก็เอริเอาไว้เทเนี่ยตัวเป็นขมิ้นเราไล่ชิมมาหมดชั่วมิงเคลียร์เสร็จแล้วสุรเอริลังขยี้มาบาจงมาเลยสุรากูมาติวดาเมพยาธิงาเราตุรกดีเปิดหาเรากดีโดปีสุบิโรการนันบิวขมิ้นเรากูผู้สองผู้เขาส่งงาโมชิวยูเอทาบีขมิ้นเราโมชิเนี่ยอารมณ์กูนักขยามลังขยี้ก็สาวตุรมาติโรวันตาราบวันตามีราบตุรพูดเลยอาลุงแกทวีทวีคำมาแกขมิ้นเราดองขมิ้นเราเองนี่น่าเชื่อเลยขมิ้นเราเล่าไปเราขมิ้นเราตะเคียนเราคงสารขมิ้นเรามาสายอาบุดีคารุขมิ้นเราเลยดองเลยสันขมิ้นเราดองแต่เมียกูคงลงยามโอเคทวีนั่นแกขมิ้นเราช่วยด้วยเป้ยอนักการตัวยอช่วยจูเล็กเขาคงเป้ตุรตาเยยอลลุเป้เรามาบุเออเป้เรื่องสักการตุรกูเบลูพิโอมาเลยโมปิญญาเนี่ยเป้ชีอ่างสุพิโรใส่เทมาเลยเอลิมิวใส่พิองใส่พิโรตุรกูหัวบ่เนาะเป้เราเลยมาบุตุรก็ดีลูเรชิเดมันเนี่ยยารุงารุตาอุรุเตตุลุงารุเลยตะคุขุดขายจงอมามันเนี่ยเลยมูดีรุจอยเลยโหเทเนี่ยงารุเตสันก็คงดีลูเรมีเมียนตัวมาเอเรสุรตาวแต่เมียก็เป้ละก็เป้ตุรตัวเอ็มพีโอตุรตัวเอ็มพีโอเอเบียบ้ามามาชินเลยยาเรก็สามชิบุตุรมาชินโตบีสุรพูดเลยอะไรก็จันพูดเลยวันตาราบอะไรที่เราวันตาราบพี่อาทิตย์จะนั่งกติพิวทาร์เชยมาเราพิวเสียเราก้าวมาเลยดาบแม่เนเช่าดานเนี่ยบาพิตเลสเวนชิมาปินเลนียพิลายตาลาปินเลนียก็สามีชิวไปเป็นกวยว่าช่องลุยาเดียร์แค่ตากันนอกกันเนี่ยเอริฟาโรบยินเนี่ยสิทธิ์กันลาจะโนบาพิโอเชนเลยจะนรกค่ะอาสามาโรกดีโดปมาโรพิโอเสียก้าวเนี่ยทำไมจาเรมาพิอาก็จะนรกู exercise วิ่งเยี่ยจุดตาด้วยกูตามมาแล้วเนาะจะนหักข้าเสนาะโรงเรียนเจียวสุดเดียวชิดเลยนบ้านแต่เดียวอาจารย์ต้องนะถ้าแม่ตัวดีใจนี้ไทยน่ะต้องนะมาบูจะนเอเซไอไรสายเราได้ชมว่าตัวมันเนี่ยอยากทำอะไรมาเนี่ยไทยเนี่ยจะนมิวที่มีส่วนเล่เอลูไปงานนี้สังคาบีตัว excited เราเอเซนี่บาลาสามมาบูเด้อรังกูขนาดเปียซีไหมexercise เราได้เนี่ยได้ทำไมเออลูเราได้เอาสักบาสิตัวเราวิ่งจุดตามมาลาเรขามาตัวเราเปียตนาแค่พิชิตลาเรขาควงอาชีลาเรเออลูพิจารณาแค่ตัวลูเรกู exercise ซาเราลาเรเออมาพิเลมาเบลูเราโรมาเลยงาเราเตะกงโรมาบ่เออการเนี่ยคุณอาจารย์เราเปียวตัวลูเลยพัดตัวเรจันสาคุณอาจารย์เราอัตุตัวพัดเดจันสาเทมาตีโนมาขานเนี่ยสงสารเชียตีโนบมางาเตียวเสมาเมาพี่รู้เอลูเปียดนาลาราเนี่ยเช่ขมิ้นเราด้วยทำอย่างลังงาพินสิมเปเม God will make a way ลันติกูเพื่อนเปมาขมิ้นเราลันเจ้าไปเนี่ยดีกว่าจะนอยืนว่าจะนอเปียวเลยจะมาเตะขันกูวิกเกซ่าเนี่ยจะนอเปมหา
လုံးမလဲဆေးဖို့တို့အကုန်လုံးကြားတယ်ယောဂါတွေနဲ့ပြဿနာတက်နေတယ်ဒီချိန်မှာကျွန်တော်ဘာလုပ်ရမလဲဘာမှလုပ်ဆရာမရှိတော့ငါတို့ငတ်ကုန်မှာပေါ့ဒါမဲ့ဖျားသခင်တော့တခုခုလမ်းပြင်ဆင်မှာပါကျွန်တော်ဖျားသခင်ကိုကျွန်တော်ယုံကြည်တယ်အခုကျွန်တော်ပြောတဲ့စကားလုံးယုံကြည်ခြင်းဆိုတာဖျားသခင်ကတိတော်ရှိတယ်ကျွန်တော်ပုံမှာသူအစီအစဉ်ရှိပြီးသားအဲ့ဒါနဲ့ကျွန်တော်လုံနေတဲ့ပရဟိတကိုပဲလုံတယ်ခဏနေတော့ဘာဖြစ်တယ်လဲဆိုရင်အခုနပြောသလိုကျွန်တော် online အစီအစဉ်ကိုအမျိုးသမီးအဖြစ်ထွက်လာတယ်လာစင်ဝင်ဝင်ရောက်လာတယ်ပိတ်ဆန်တော်မှာဘာမှလာထောက်ဆရာမလို့အိမ်မှာလာတကားခောက်တယ်ဆိုင်ကရက်ပြီးစပိတ်ဆန်လာပြီပေါ့နော်ပိတ်ဆန်လာပြီတီးပြီပြောချင်တာကဒီကိစ္စဘာလဲဆိုရင်အခက်ခဲဆုံးအချိန်မှာကျွန်တော်အတွက်အချောင်ဆုံးအချိန်အဖြစ်ဖျားတင်ကျွန်တော်မိသားစုလမ်းပြပို့ဆောင်တယ်ဟာလေလုယာဘာမှမရှိဆုံးအချိန်မှာအရင်တခါမှမခံစားဘူးတဲ့ကောင်းကြီးအပြည့်ခံစားတဲ့အချိန်ဖြစ်ဖျားတင်ကျွန်တော်ကောင်းကြီးပေးတယ်ပြောချင်တာဖျားတင်ကလမ်းကြောင်းအမြဲတမ်းရှိတယ်လမ်းအမြဲတမ်းရှိတယ်ตัวอะไรปินเลกูเพียบพูดอย่างด้วยพี่อาทิตย์queล้านจ้างปินเลวนักช่างคุยเสร็จกันมาคุณน่ะเปียวตัวลูเบ้ดีปินเลวนักช่างคุยเสร็จพี่อาก็อะไรเย่กูเลยตัวเทนเช่าท่ารับผิดอะไรเฮเบียลุงเงี้ยต้องยาวแก่สาวจนเส้นสายกันมา IS ด้วยกูตัวพี่รถตรียาเฮเบียลุงเงี้ยต้องยาวกูตัวเราพยาธิเข่งกูร้องงาเรามาสมขมิ้นเราที่ยาวตุกูมากูให้นายบุงาเราพยาธิเข่งเกนายเนี่ยมาเกยินดาวมาพยาธิเข่งกูร้องงาเรามาสมเปียบุเอริสใส่หน้าลงอย่างเขาเนี่ยเสด็จพิเดจนเราแต่ยันเราจะจนเราแต่พอเราจะดีกันสักเขาจนแต่เราจะเราที่อาโหจะวิ่งอาจีเนี่ยพยาเขาจีมาเป็นเลยจนเราพยาแต่สาชีมาเป็นสุเรนทะลงดาพยาที่อายันใจเด้เขาสามารถพยาชิมว่าไม่สุรพยาที่มาใจพยามาเก็บเนี่ยเอริมีเดียมาล้อมใหญ่ไปรออัตาเยอะเยอะจนไปรองาเราตีเลยใครสามารถชิวพยาที่เข่งก็เป็นงาเราแต่สาชีไม่สุเรสกัลลงอ่ะพยาที่เข่งทะลงดาอายันตู้ที่เดอายันพิเดจนเราပြောချင်တာဖျားကြောင့်ဖြစ်လာတဲ့စုံစမ်းခြင်းအဲ့ဒီမိဖူထဲရောက်ရင်တင်တိဖို့ကအဲ့ဒီမိရဲ့အပူချိန်ကိုဖျားထင်ထင်ချောက်ထားတာဖြစ်တယ်ဟာလေလုယာဒီလူတွေတဲ့ဘေအပူချိန်နဲ့ကိုက်မလဲဆိုတာ तू မိကိုထိန်ပြတာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့မိသားစုမှာကြုံတွေ့နေတဲ့ပြဿနာဟာဖျားထင်ထိန်ထားတာဖြစ်တယ်အနေတော်ထိန်ထားတာဖြစ်တယ်ဖျားထင်ကကျွန်တော်မခံနိုင်တဲ့အရာအထိဖျားထင်ဘယ်တော့မှမလုပ်ထားဘူးဖျားတင်ငါလောက်တော့ကဒီလိုမျိုးသူတို့ပေါ်မှာဖြစ်မယ်လို့ငါမထင်ခဲ့မိဘူးလေအဲ့လိုမျိုးဖျားမှမရှိဘူးမတော်တဆဆိုတော့ဖျားမှမရှိခဲ့ဘူးဆိုတော့ဒီပြဿနာတွေအားလုံးဟာဖျားတင်ထိန်းထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာကြောက်စရာလိုတယ်လဲဘာစိုးရင်စရာလိုတယ်လဲဒီနေ့ကျွန်တော်ရဲ့ပြဿနာအခုမနေ့ပြန်ပါလာမလဲမနေ့ပြန်စစ်ပွဲဖြစ်မလားကျွန်တော်အိမ်ရတွေဆွန့်ပြစ်မလားကျွန်တော်အိမ်တွေလည်းမီးလောင်မလားဒါမှကျွန်တော်ဘေကိုထွက်ပြေးရမလဲကျွန်တော်ထွက်ပြေးကျွန်တော်ပစ္စည်းတွေပါနိုင်မှာမဟုတ်ဘူးဒီကြောပွဲတစ်လုံးလဲနဲ့ကျွန်တော်ဘေမြို့ကိုထွက်ဘေရွာကိုထွက်မလဲမစင်စားပါနဲ့ဒီရတွေအားလုံးထက်ထူဖျားသခင်ကိုပဲယုံကြည်လိုက်ပါဘာလို့လဲခုနကကျမ်းစာဖတ်တာထူဖျားသခင်ကတင့်ရဲ့အမှုကိုပြီးစီးစေလိုက်မယ်တဲ့ဟာလေလုယာပြီးစီးစေမယ်ဆိုအဆုံးထိသူကတာဝန်ယူမှာဖြစ်တယ်ပြဿနာကကြားထဲမှာယုံကြည်ခြင်းအားနည်းသောသူတို့ဒါမှမဟုတ်ဖျားသခင်ယုံကြည်ခြင်းကိုသူတို့မရှိတဲ့ခါမှာယောရှုနဲ့ကာလက်နဲ့အဖွဲ့ကသူတို့ရဲ့ဂတိဖျားပေးထားတဲ့ဂတိကိုချောင်းတော့ချောင်းကြည့်တယ်ဒါပေမဲ့ဂတိတော်ပြီကိုမဝင်ဘဲနဲ့သူတို့ဟာတဲကန်ရာမှာတေဆုံးသွားတဲ့သူတွေလိုတင်းတို့ကိုဖျားသခင်မဖြစ်စေခြင်းမို့မနေ့အရင်ပတ်ကျွန်တော်ပြောထားတဲ့ဥစ္စာတေမင်းအရေးလွှမ်းမိုးသောချိုင်ထဲ၌ရှောက်သွားတော်လေဖယားတဲ့ငါ့ကိုတာယာတော်မြင့်မှာတော့ပူဆောင်ပြီးပြီစိန်လာတဲ့ချက်ဆိုင်ရမှာလည်းပူဆောင်တယ်ပြီးတော့ကျွန်တော်အတွက်ကိုမောင်မိုက်တေမင်းအရေးကလွှမ်းမိုးတဲ့မောင်ရဲ့မှာလည်းငါ့ကိုခေါ်မယ်ဆိုတော့ तू အသိတယ်အဲ့ဒါပြီးမှဘာလာမလဲဆိုရင်ရန်သူရဲ့ရှေ့မှာငါ့ကိုအောင်ပွဲခံစေပြီးတော့ကျွန်တော်ခေါင်းကိုစီလိမ့်ပြီးတော့ကျွန်တော်ခေါင်းကြီးမင်္ဂလာရှန်ထွက်သွားမယ်ဆိုတာ तू ကမရှန်ထွက်ခင်မှာတေရင်မင်းအရေးလွှမ်းမိုးသောချိုင်ကိုရှောက်မယ်ဒီနေရာလေးမှာစက်ကလုံးတစ်လုံးလေးအရန်တဘောကြတဲ့ဥစ္စာပါလေရှောက်ဆိုတဲ့ဥစ္စာဖြစ်တယ်ရှောက်တယ်ဆိုတာရက်တာမဟုတ်ဘူးအထိုင်ချတာမဟုတ်ဘူးအဲ့ဒီနေရာဒီနေ့မိတ်ဆွေတင်းရဲ့ပြဿနာဟာအခုရှိကောင်းရှိနိုင်တယ်
ခမည်းစင်မပြေမှုတခုခုရှိနိုင်တယ်ဒါပေမဲ့ဒီအရာဟာအခုနကတိတော်ကိုရောက်ဖို့ရအတွက်ကြားထဲမှာဖြတ်သွားတဲ့ရှောက်တဲ့အချိန်ပဲဖြစ်တယ်ရှောက်တယ်ဆိုတာကလွန်သွားမှာမကြက်ခင်မှာလွန်သွားမှာဒါပေမဲ့ငါတို့မဟုတ်နိုင်တော့ဘူးငါတို့ဒီယောဂနဲ့ပဲတစ်သက်လုံးတည်တော့မှာပါဒီယောဂတော့ဘာဖြစ်ငါတို့ကတော့ဒီယောဂနဲ့ပဲဆုံးသက်မယ်ထင်တယ်ငါတို့ကတော့ဒုက္ခဒီလိုပဲတစ်သက်လုံးကောင်းစားမှာမဟုတ်တော့ဘူးငါတို့ကတော့မိဘတွေကလည်းအစကတည်းကငါတို့ကိုပညာရေးကောင်းကောင်းမသင်ခဲ့ဘူးလေအရာရှိလည်းမဟုတ်ဘူးဆိုတော့ငါတို့ကတော့ဒီရထိုးနဲ့တူးနိုင်မှာမဟုတ်တော့ဘူးငါတို့ဒီလိုပဲတစ်သက်လုံးစင်းရဲနေတော့မှာပဲမဟုတ်ဘူးကျွန်တော်ရဲ့အခြေအနေပေါ်မှာမဟုတ်ဘူးဖယားသခင်ကကျွန်တော်အတွက်ထားပေးတဲ့နေရာထိကိုသူကပဲတာဝန်ယူမှာဖြစ်တယ်လူကတော့ကိုယ့်ခြေထောက်ပေါ်မှာကိုကြိုးစားပြီးတော့ကြိုးစားတယ်လို့တက်တယ်မဟုတ်ဘူးဖျားသခင်ကတော့သူကတော့ကဲဒါဝိမင်းကိုဘယင်မှာငါပေးထားတယ်စီလူတာနဲ့သူ့ရဲ့ဘယင်ထိုင်ခုံထိကိုဖျားသခင်တာဝန်ယူတာဖြစ်တယ်ဒါပေမဲ့ပြဿနာကကြားထဲမှာကောလျာတွေဘာတွေထားခဲ့တယ်အဲ့ဒီပြဿနာကအစကလေးနဲ့ဒါဝိသိမယ်ဆိုရင်နေပါစေတော့ကိုဟာငါဘယင်ဖြစ်တာတဲ့ငါသူ့เจ้าနာပဲပို့စင်ပြမယ်ကွာလို့ဖြစ်မှာဒီနေ့မိတ်ဆွေတင်းရဲ့အခက်ခဲကျွန်တော်ရဲ့ပြဿနာဒီဒုက္ခကဖျားသခင်ကျွန်တော်ကိုဒီစုံစမ်းခြင်းအဖြစ်ကျွန်တော်ကိုခွန်အားရစေဝိညာဉ်ရေးရကြွတ်သားကိုတောင့်တင်းခိုင်မာပြီးတော့ကျွန်တော်ယုံကြည်ခြင်းမှာအားရှိစေဖို့ရန်အတွက်ဖျားသခင်ကထားတဲ့အချိန်ဖြစ်တယ်ဒီနေ့ကျွန်တော်ရှောက်သွားနေတဲ့အချိန်ကာလတစ်ခုလေးဟာကျွန်တော်အတွက်စိတ်တကြဖို့မဟုတ်ဘူးအဲ့ဒါနဲ့ပဲစိတ်တကြမယ်ဆိုရင်ဘာဖြစ်မလဲဆိုရင်ငါတို့ဒီခန္ဓာပြည်ထဲဝင်လို့သူတို့ကတအားလူကောင်းထွားတဲ့အတွက်ကြောင့်ငါတို့ကတေမှာပဲဒါကြောင့်မထူဘူးငါတို့ပြန်လှည့်ရအောင်ဆိုပြီးတော့တဲကန်တိုင်းမှာလှည့်ပြီးမှနှစ်ပေါင်း40မှာအကုန်လုံးတေသွားတဲ့အဖွဲတွေမှာတင်ပါဝင်ဖို့ဘုရားသခင်အလိုမရှိဘူးဘုရားသခင်ကိုယုံကြည်ပါဘုရားသခင်ကတော့ငါ့ကိုတာဂတိပေးထားတဲ့အတွက်ကြောင့်ဒီတာကိုရစ်ပူဇော်ဖို့တင်မလို့ပြောလဲအာဗြဟံကโอเคတင်မယ်ကွာဘာလို့လဲဖခင်ကတော့ငါ့ကိုဂတိပေးထားတယ်ဆိုတော့ तू အသိတဲ့အတွက်ကြောင့်ဖခင်ရဲ့ကို तू ယုံကြည်တဲ့ဥစ္စာနည်းနည်းလေးတော့မှယုံကြည်ခြင်းအားမလျော့ဘူးအာဗြဟံကအဲ့ဒါကြောင့်ယုံကြည်ခြင်းဖခင်လို့ပြောတာဖြစ်တယ်အဲ့ဒီယောသက်ကိစ္စမှာလဲကျွန်တော်ပြောပြီးပြီအရင်တစ်ပတ်တုန်းကဒီယောသက်ကိုအစကတည်းကဖခင်ကသူ့ကိုကောင်းချီးပေးတဲ့ဗိသိက်ပေးထားတဲ့ဥစ္စာကနေလအခြေတွေကလည်းသူ့ကိုရှိခိုးတဲ့ဦးချတယ်သူတို့ဒီစပကြီးစပါးတွေပေါ့နော်စပါးစီးတဲ့ဥစ္စာဒီခုနခွာသူ့ကိုအုံညုတ်တယ်အုံညုတ်လို့ခေါ်တာလားဦးခုညုတ်လားဦးပါလေဦးဟုတ်ပါတယ်နော်အဲ့လိုမျိုးလောက်တာလေကျွန်တော်ချင်းလိုမျိုးတွေကပါစက်ပြောတာထဲအမူအရာပြရင်ပို့တော့ဟောတာပေါ့နော်လူတယောက်စစ်သားဖြစ်ပေမဲ့နော်ဆရာကိုပြစစ်သားဖြစ်ပေမဲ့မြန်မာလူမရတဲ့ချင်းအဖိုးကြီးတယောက်ရှိတယ်လေတနေ့တော့အရာရှိတယောက်လာလေလို့သူ့တပည့်ကိုခေါ်တာလေအဲ့အောင်လာစမ်းကဲဒီမှာအဲ့တဲ့တဲ့လင်မော်တီတွေကိုအင်ဂျီချွတ်ပြီးပကမှာထိုင်ခိုင်းခတီနေပါနော်ပြောတာတော့နားတော့လေတာပေါ့ဟုတ်ကဲ့ဆိုချက်ချင်းသွားတာအဲ့တော့အဲ့တဲ့သူဘာများပြောတယ်လဲသူတို့စစ်တပ်ကလှုပ်စကားနဲ့ပဲပြောတာလားမသိဘူးသူတို့ပြောတဲ့ပုံစံကလှုပ်စကားပဲဖြစ်မှာပေါ့လေမဟုတ်ဘူးတကယ်တော့ तू ကလင်မော်တီအခုံခေါ်ပြီးတော့ပကနဲ့ယူလာခဲ့လို့ပြောတာဖြစ်တယ်လင်မော်တီကိုအင်ဂျီချွတ်ပြီးတော့ပကမှာထိုင်ခိုင်းဆိုတော့ပြောချင်တာကအဲ့လိုဦးညွန့်တယ်လို့ပြောတဲ့အခါမှာလောလောဆယ်မှာတော့ဦးညွန့်ဖို့နေတာအဲ့ဒီသူ့အကိုတွေရေတွင်းထဲမှာချတာလောလောဆယ်သူ့ရဲ့ပြဿနာကမဲဆွေဒီနဲ့တဲ့အောက်မှာရှိတဲ့သူတွေကလောလောဆယ်တင့်ကိုထိန်းချုပ်နေတဲ့အချိန်လည်းဖြစ်နိုင်တယ်ဒီချိန်ဟာမဲဆွေကိုထိန်းချုပ်နေတဲ့အချိန်ဖြစ်နိုင်တယ်အခုမဲဆွေသုံးမဲ့ပိတ်ဆံကတခါတည်းတော့ပိတ်ဆံကိုကျွန်တော်မထိန်းချုပ်နိုင်တော့ဘုရားသခင်ကကျွန်တော်ပိတ်ဆံမပေးချင်ဘူးအခုချိန်မှာတော့ဘုရားသခင်ကကျွန်တော်ကိုပိတ်ဆံပေးတယ်လို့ဘုရားသခင်ကိုပြန်ပေးတယ်ဆိုတော့ကျွန်တော်ခဏနဲ့တက်ခိုင်းတယ်ဆေဘုတ်တို့ကျွန်တော်ဝါကြွားတာမဟုတ်တလားမှာဆေဘုတ်တို့3 သိန်းလောက်ထိကိုဖျားကိုဆေဘုတ်တို့ပေးတယ်တစ်ဖက်ကနေစဉ်းစားရင်တော့ဟိုအလှငွေတောင်မှတလားမှာ4,000 sorry တစ်ပတ်မှာ4,000အလှငွေထည့်မယ်ကျွန်တော်ဇနီးနဲ့တိုင်ပင်တယ်4,000တလားတစ်ပတ်မှာ4,000ထည့်အလှငွေကတလားမှာ3 သိန်းအဲ့ဒါကကျွန်တော်ရဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်ပြောရဖြစ်တယ်အဲ့လိုပြောတဲ့အခါမှာဆရာဆန်းကတော့တလားမှာတင်း30စားတော့တို့တထဲဖြစ်မှာပေါ့အဲ့လိုမထင်ပါနဲ့ကျွန်တော်ကအဲ့ဒီအရာတွေအားလုံးကို
ကြည့်တဲ့ခါမှာအမျိုးသမီးပြောတယ်ဟာငါတို့ဝင်ငွေခရှိသလားခုငါပက်ဆံအိမ်မှာဘာမှမရှိပါလားမဟုတ်ဘူးရှိစရာမလိုစူဖို့မဟုတ်ဘူးဖျားခင်ပက်ဆံကိုသုံးဖို့ပေးထားတာဖြစ်တယ်ဟာလေလုယာသုံးဖို့ပေးထားတာဖြစ်ဒီမနေ့လည်းကျွန်တော်ပြောထားတယ်ပေးကမ်းခြင်းမှာနှမျိုးဖျားခင်ကကျွန်တော်ဖော်ပြထားတယ်ပေးတော့တင်ပေးလင်တင့်ကိုလည်းပေးခြင်းခိုင်းရမယ်ဒါနောက်တစ်မျိုးကိုကအရင်ပေးပြီးမှကိုကအရင်စိုက်ပြီးမှရိုက်သိမ်းတဲ့အရာပေးခြင်းနောက်ပေးခြင်းကဘာလဲဆိုဖျားခင်ငါမင်းတို့ကိုကောင်းချီးပေးမယ်ပေးတဲ့အရာထဲမှာအူတီးငါ့ကိုပေးမင်းတို့ငါကောင်းချီးပေးမယ်ပေးတဲ့အရာထဲနဲ့ဆေးဖို့တဖို့ပေးပြီးမှကိုကပြန်ပေးတဲ့အရာတစ်ခုရှိသေးတယ်ပြောချင်တာကကျွန်တော်ကိုဖျားခင်သူ့လိုပဲစိတ်တိုင်းသူ့လိုပေးချင်တဲ့နှလုံးသားရှိစေချင်လို့ကျွန်တော်ကိုပေးတာဖြစ်တယ်ဒါမဲ့တစ်ခါတည်းလေကျွန်တော်ပက်ဆံကိုကျွန်တော်မထိန်ချောက်တော့ဘူးပက်ဆံကပဲကျွန်တော်ကိုထိန်ချောက်တဲ့အခါမှာပက်ဆံကကိုကျွန်တော်မနိုင်တဲ့အခါမှာကျွန်တော်တငယ်ချင်းကျွန်တော်တငယ်ချင်းရှိတယ်သူ့ရဲ့တငယ်ချင်းပေါ့နော်သူတော့မဟုတ်ဘူးနော်ဒီဆရာဘွိုးမဟုတ်သူ့ရဲ့တငယ်ချင်းတယောက်မနေ့ကကျွန်တော်ပြောတယ်ဆရာတို့ပက်ဆံတွေကိုဘယ်လိုထားတာလဲအကိစ္စလည်းတခြားကြောင့်မဟုတ်ဘူးစီစဲတွေတက်ဟိုဟာတက်ဆိုတော့ပတ်စံစဲလည်းကြာတော့ပတ်စံလက်ထဲမှာကိုင်းလို့မဖြစ်တော့အခုချိန်ကဖြစ်နိုင်မြေကွက်ဝင်ကောင်းမလားရွှေဝင်ကောင်းမလားထိုးခုနဲ့ပတ်စံကိုဒီတိုင်းထိုင်တဖြည်းအရင်တော့တင်း100ရှိတာအခုဆိုရင်ဘယ်လောက်ရှိပြီလဲတင်း30တောင်မပြည့်တော့ဘူးလို့ဆိုပြောချင်တာတန်ဖိုးတအားกว่าသွားပြီဆိုတော့ဒီဟာကိုတခြားတန်ဖိုးမရော့တဲ့ပစ္စည်းနဲ့လှဲဖို့ပေါ့နော်အဲ့လိုမျိုးကြောင်ဆွဲနေတဲ့အခါမှာ तू ကမဲတာပေါ့ဆရာပတ်စံဘယ်မှာထားတာလဲထားဖို့မရှိဘူးပတ်စံလက်ထဲမှာမရှိဘူးသုံးဖို့ပဲရှိတယ်ထားဖို့မရှိဘူးလို့အဲ့တော့ခင်ဗျားဘယ်လိုလဲဆိုငါလေလက်ထဲမှာနည်းနည်းသိန်း20 30လဲရှိတာလေဘယ်လိုထားရမှမသိလို့ငါတော့သွားတဲ့နေရာအတိုင်းမှာယူသွားတယ်တဲ့အဲ့ဒါအဲ့ကထဲမှာအဲ့ဒါပတ်စံငါအဲ့ခါနီးကြလဲအဲ့ဒါပတ်စံလေးကိုထုတ်ပြီးတော့ရေပြီးတော့ပြန်ရေအဲ့ဒါလေအရသာတိတ်ရှိတာတဲ့ तू အဲ့ဒါကျွန်တော်သူ့ပြောတယ်ခင်ဗျားတခုမဲမယ်လို့မင်းကလေးတယောက်ရအလှဆုံးချိန်ကိုသိလားမသိဘူးမင်းကလေးတယောက်အလှဆုံးချိန်ကပက်ဆံရေတဲ့ချိန်ဖြစ်တယ်မင်းကလေးပက်ဆံကိုင်းပြီးရေစအရန်လှကြတယ်လေတော်ပြုံးပြီးတော့မျက်နှာလေအဲ့လိုပြောတော့ကျွန်တော်အမျိုးသမီးဆောင်းပြောတာမဟုတ်ပါဘူးနော်မင်းကလေးတိုင်းအတူတူပါပဲပေါ့နော်တဲတော့အမေကပြောတယ်ခင်ဗျပက်ဆံဒီတဲ့နေရာကမှတွားတာမကောင်းဘူးလေလမ်းမှာစစ်ဆေးပဲဆိုခင်ဗျပက်ဆံပါတော့မယ်ငါစမထားခဲ့ဆိုပြီးတော့သူ့အမေစမှာထားဖို့ပြောတာသူ့အမေကအကန်ကိုလမ်းမှာအဲ့ဒီပက်ဆံတင်းတဲ့စိတ်လေးယူပြီးတော့သူ့အမေစမှာတွားအတာသူ့အမေကတေးတဲ့ချမိခံတတ်တာတဲ့မှာတွားသိမ့်ပေးတာဒါမင်းညမနိုင်ဘူးလေငါပက်ဆံကိုပဲစဉ်းစားရအဲ့ပဲပြောလို့မနေ့ပြန်မိုးလေးနာနဲ့ထပ်ပြီးအမေစမှာတွားပက်ဆံပြန်ယူတယ်မဖြစ်တော့ဒီပက်ဆံမမြင်ငါအဲ့လိုမရဘူးတဲ့သူကပြောချင်တာကပက်ဆံကိုကျွန်တော်ကမထင်းချောက်နိုင်တဲ့အခါမှာဖျားခင်ကအများကြီးမပြေနိုင်ဘူးနောက်ဆိုအဲ့ဒီပက်ဆံကကျွန်တော်ကိုထင်းချောက်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုရင်တထဲဖြစ်လေကစီနေလေဖြစ်သွားနိုင်တယ်တထဲတွေတွားကြည့်လိုက်အလှငယ်ထဲတွေတွားကြည့်လိုက်အခုထအားကမှ200ထဲတဲ့အဖွေတွေရှိတယ်သူ့ရဲ့ဘဏ်အကောင့်မှာတင်းတောင်းကနန်းနဲ့ကင်တဲ့အဖွေတွေရှိတယ်ပြောချင်တာကကျွန်တော်ဖျားခင်ကကျွန်တော်ကိုဘေးရကမှမထင်းချောက်စေချင်ဘူးပြောချင်တာကဒီရှာထရက်မရှိအဘင်းကိုမိထဲမှာထဲ့မယ်ဆိုရင်အဲ့ဒီမိရဲ့အပူချင်းကိုဘယ်လောက်ထိခံနိုင်တယ်လဲဆိုတာကို तू ကထိန်းနိုင်တယ်ဖျားတိကသိတယ်ဒီအပူချင်းနဲ့ဆိုရင်တော့ကျိုးပြတ်မယ်ဒီပူချင်းနဲ့ဆိုရင်သူတို့အသားလောင်မယ်ဆိုတော့တိတော့ဖျားသခင်က IS တွေကခရီးရန်တွေကိုလေပြီးလှိတဲ့ခါမှာဒီအသားကိုမနာနိုင်အောင်ထိန်းတဲ့သူလည်းဖျားသခင်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်တကယ်ယုံကြည်တယ်ဘာလို့တော့ဒီဟေဘီတော့ရောက်တော့မှမိအပူမဟအောင်ဖျားလောက်နိုင်တာပဲဖျားအတွက်တေမေကွာပဲသူတေခံရဲတယ်ကဲဒါဆိုမင်းတို့ကငါတက်မယ်အဆုလည်းပြုံလိုက်တက်တုံးကသူတို့ညီးတွားမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ယောမဘီရင်ကသူတို့ကိုမီးတိုင်ထဲမှာထောင်ပြီးတော့သူတို့တက်တဲ့ချိန်မြေခွေးအုပ်ထဲမှာသူတို့ကိုအလေမှာထားပြီးတော့အာရနာကွဲမှာခြံတဲ့နဲ့မြေခွေးကိတ်ဆဲတဲ့ချိန်မှာအဲ့ဒီလူတွေကညီးတွားအော်ဟိတ်ပြီးတော့ကေပါယူပါလို့မဟုတ်ဘူးဖျားသခင်ကိုချီးမွမ်းတယ်ဟာလေလုယာပြောချင်တာကခံနိုင်အောင်ဖျားသခင်ကပေးထားတာဖြစ်တယ်ယုံကြည်ခြင်းဒီနေ့ကျွန်တော်ဘာပြောချင်တယ်လဲမိတ်ဆွေဒီနေ့ဖျားသခင်ကတင့်အပေါ်မှာအကြံစီရှိတယ်တင့်ရဲ့ပန်းတိုင်ရောက်ဖို့အခုရှောက်သွားတဲ့အချိန်လဲမှာတော့တင်မကြုံချင်တဲ့ကိစ္စတွေကြုံလာလိုက်မယ်တင်မလို့ချင်တဲ့ပြဿနာတွေကြုံလာလိုက်မယ်အဲ့ဒါတင့်ပန်းတိုင်ရောက်ဖို့အတွက်တင့်ခွန်အားရှိဖို့အတွက်ဖျားသခင်ပြင်ဆင်ထားတဲ့အရာတွေဖြစ်တယ်ဒါပေမဲ့ဖျားသခင်ပေါ်မှာတင့်ရဲ့ယုံကြည်ခြင်းကိုဇွဲမလျှော့ပါနဲ့။အော်ငါခင်ပေါ်ငါယောက်ျားတော့အယက်တောက်တဲ့ဆက်တော့ဘယ်တော့မှ
แต่ลงไปดิลูเบพิดงารุมิตาสุดิลูเบเนี่ยมาหูดาใครทำพิดจอพิดเชิงแต่เนี่ยพิมยาวมาพิดจะนอเปียวระเนี่ยยาวได้เชิงสุรากะมูลิมาเตชาเปาพิดแต่ลงเนี่ยมาเนี่ยสุระเชิงอัตายตาตุคูเบพิดสุรดิเนี่ยกูจอเรขามาจะนเราพิอาดิเข็มพินเซมเปทาร์จะนเราเนี่ยกูพิอาดิเข็มจะนเราผู้สองมาพิดทีนี้ไม่สวยเต้นเนี่ยจะนเราพิอาดิเข็มเปียวทาระบามิวเลสวยจะนเราฮะที่เก็บสิ่งสิ่งไปไทยดอมิวเลพิดฮาเลลูยายิโปรเฮอมิวเลพิดไปยินตะกาไปยินตาดมิวเลพิดอมวยขันเลพิดจะนเราดีอมวยขันเดียวพิดคเลหะเงยเตะตัวเจ้าอาเซขันลูกขณะท่ารับพิดสุบรจานสาเทมาพบยาเรอเชมาเตใส่ตะจ่าปิโรเอเดียละลูมิลูเบการนายขยี้เช่าตัวเรเชมาจะนเราเปลี่ยนเลบุมาบุโยชูเนี่ยกาเลลูเบพยากูยงจีชุนเพ่การนำปีกูเวมพูอย่างตัวพิดบ้าลูเล่ขมียาอัตรามาสิมัวเพียรแค่อัตราพิดตัวเจ้าจะนเอาคงเอาเบรุมาตรงปิวปิโรจะนเอาปานแดงเพียรแค่มาปูสองมูเพียรแค่ตัวเบตาวันซาปิวปิโรตัวเบอส่งที่ตาวันอยู่มาพิดสุราดีนเขาก็ปัดตัวอาเพียงคงอาเปียเชนะพิดจะนเอาพัดเดจานเชลเลวจะนเอาขาเปียมพัดเมปิมาจะนเอาสิเสียเตมาพิดจะนพัดตัวเรจันเชกาสาลันเตียต้องเสนชิคุมยอดสาลันอภัยเงเชทาราพิอาดีง่ายอมูกูปีซีเซโรมูมีทูโอทาราพิอาขยุนาโรดีอาเซียเมียตีบาดีเพียยกูโรอีเล่นเนพิวสุโดอมูโดกูส่วนปิดโตมมูบาเนอาสงที่พิอาดีเข่งกาตาวันยูมาพิเดสุเรจันโรดีนกปัดตัวอาเพียทีนี้จะนอาโลตัวกว่าคงอายุพอยันตัวพิเดจะน่าตัวเยาเสียใจตัวพิอาเชงกาวจีเปียบาเซจะนอาลงติเชนตัวเบาเล่ตีสูบิโรจะนเนชายตัวสุเรติเชนเลวจะนขณะเล่ตัวกว่าเปลี่ยนเลยบิโรมาเทียบิโรตีสูเมตีสูปีเรขามาจะนสุตจะนกาวจีเปียเชอภิสิเสียเยาติงจามาพิเดปีเรขาใจจะนเลเพยีเล่ตัวกว่าต้องสองบิโรไม่ตายพอใจเอาPraise and worship team มาเยชูนับเพลงขบารอารมณ์เตียเลยพิอาดิเข็มกูเวชเอาฉันนั้นลงตาชีโดนายเพื่อหาปีชีมาบุโซมีสันสาชีดำยับเย็นบุรบเลโนเชยมากูเกรเนชายาตูฉันโนกูเซโคบาฉันนอนลง
အစွမ်းစားရှိသည်များဖြင့်ကိုရောပင်တော်ချင်ရင်မှာကိုယ်နဲ့ရှာရတော့ကျွန်တော်ကိုစိတ်ခေါ်ပါတခင်မြတ်တာနဲ့ပြောဝင်စီတို့တဲ့ချင်စာငယ်ဆိုဖြင့်ကျွန်တော်ရတောင်းကြပြီတခင်ရဲ့မြတ်တာကျွန်တော်ထဲတော့ဖြစ်မှုပါမချဘူးမတွေ့ဘူးမမြင်နိုင်တော့ရဲ့စီတော့တစမ်းမီတစမ်းတော့ရဲ့စိတ်ခေါ်မှုပါတခင်ရဲ့နှလုံးသားနဲ့ကျွန်တော်ထပ်တူနေစေအတန်ရှင်ဆုံးတော့တခင်မြတ်မောက်တော်ရဲ့မချဘူးမတွေ့ဘူးမမြင်နိုင်တော့ရဲ့စီတော့တစမ်းမီတစမ်းတော့ရဲ့ oh say come back တခင်ရဲ့နှလုံးသားနဲ့ကျွန်တော်ထပ်တူနေစေအတန်ရှင်ဆုံးတော့တခင်မြတ်မောက်တော်ရဲ့နဲ့ရှာရတော့ကျွန်တော်ကိုစိတ်ခေါ်ပါတခင်မြတ်တာနဲ့ပြောဝင်စီပြောတဲ့ချင်စာငယ်စွာဖြင့်ကျွန်တော်အော်ရတောင်းတပြီတခင်ရဲ့မြတ်တာကျွန်တော်ထဲတော့ဖြစ်မှုပါနဲ့ရှာရတော့ကျွန်တော်ကိုစိတ်ခေါ်ပါတခင်မြတ်တာနဲ့ပြောဝင်စီပြောတဲ့ချင်စာငယ်စွာဖြင့်ကျွန်တော်အော်ရတောင်းတပြီတခင်ရဲ့မြတ်တာကျွန်တော်ထဲတော့ဖြစ်မှုပါ ဆုတောင်းရအောင်ဟာလေလုယာဟာလေလုယာယနေ့ကိုရရှင်ဖျားကိုရကိုတီးလျက်ကိုရအသွေးတော်အဖြစ်ရွေးနှုတ်လျက်ယနေ့ကိုရရှင်ဖျားရဲ့သားဖြစ်ကြောင်းယုံကြည်ကြသောကိုရသားသမီးများသည်ယနေ့ကိုရရှင်ဖျားကိုချီးမွမ်းထိုက်သောဖျားဖြစ်ကြောင်းတီးလျက်ယနေ့ဖျားသည်ကိုချီးမွမ်းကိုးကွယ်ကြတဲ့အခါမှာယနေ့ကိုရရှင်ဖျားကျွန်ုပ်ဒီကိုရတီးတော်သူကိုရရဲ့အမွေခံသားသမီးများဖြစ်တည်လျောက်ယနေ့ကိုရရှင်ဖျားကျွန်ုပ်တို့ထားရှိထားသောဩကိုရရှင်ဖျားဂတိတော်ပြီးဂတိတော်အမွေများရရှိဖို့အလုံးဟာယနေ့ကိုရရှင်ဖျားကျွန်တော်ဘဝခဏလျှောက်လှမ်းနေတဲ့အချိန်မှာဖြတ်သားနေတဲ့အချိန်နိုင်တစ်ခုစီတိုင်းကိုရရဲ့ထားရှိထားတဲ့စုံစမ်းနှောက်ယှက်ခြင်းကိုကိုရရှင်ဖျားတို့ကြော်ဖြတ်နိုင်ဖို့အလုံးဟာဩကိုရရှင်ဖျားဒီစုံစမ်းခြင်းရဲ့နောက်ွယ်မှာကိုရရဲ့ထားပေးထားတဲ့အမွေကိုရရှိပိုင်ဆိုင်နိုင်တော်သူမြတ်ဖြစ်ဖို့အလုံးဟာယနေ့ကိုရရှင်ဖျားသားသမီးပေါ်မှာကိုရကောင်းချီးပေးတော်မူမှာခွန်အားပေးတနာတော်မူပါတာ၍နဲ့ဆိုင်သောနေရာ၌တာ၍ကြီးမားသောကောင်းကြီးမင်္ဂလာများရှိကြောင်းကိုယနေ့ဤသားသမီးများကိုတည်ရှိလက်ယုံကြည်စေတော်မူပါကိုရောပေါ်မှာသူတို့ယုံကြည်ခြင်းကိုတစ်ဆက်လက်မှမလျော့ဘဲနဲ့ကိုရောကိုတရားမှတရားယုံကြည်အားကိုးထိုက်လက်သူတို့ဘဝကိုကိုရောတာဝန်ယူကြောင်းကိုကိုရောသူတို့ကိုတည်ရှိနားလေစေတော်မူပါကိုရောဒီကျွန်တော်ကိုဦးခေါင်းဖြစ်စေတော်သူအမည်မဖြစ်စေတော်ဖျားဖြစ်ကြောင်းကျွန်တော်ယုံကြည်လက်ဝန်ခံကြပါတယ်။အိုကိုရရှင်ပြထားရှိပေးထားတဲ့ကျွန်တော်ရဲ့ဘန်တိုင်ကိုရောက်နိုင်ဖို့အလို့ဟာတန်ရှင်တော်ဝိညာဉ်တို့ပါရှိရှောက်လန်းခြင်းပေးတို့တက်တောင်းလန်းပြဖို့ဆောင်တော်မူပါ။လာမယ့်အပတ်မနေ့ဖြာနေပြီးပြန်လဲပြီးရှောက်လန်းတဲ့အချိန်မှာအိုဘဲအန်ဒရမျိုးစုံကြားထဲနဲ့ဘုံတန်ကြီးဆိုင်တွေကြားထဲနဲ့ပြန်လဲပြီးရှောက်လန်းမှဖြစ်တယ်။ယောဂမျိုးစုံကြားမှပြန်လဲပြီးရှောက်လန်းကြမှဖြစ်တယ်။ကိုရရှင်ဖျားသည်ကျွန်တော်ရဲ့တိုးထင်းငိမ်မြေအိပ်ပျော်ခြင်းမရှိသောတိုးထင်းခြင်းဖြစ်ကြောင်းယုံကြည်လျက်ကိုရရှင်ဖျားလက်တော်နဲ့ကျွန်တော်အားလုံးကိုလုံခြုံစွာပြန်လဲပြီးထားရှိပါမည်ကြောင်းယနေ့ကိုရကိုချီးမွမ်းကိုးကွယ်ကြသောတသမီးရုပ်စေတိုင်းကိုကိုရရဲ့လုံခြုံသောလက်တော်ပြန်လဲပြီးဆက်ကအနန္တဆုတောင်းတဲ့အခါမှာအချိန်တိုင်းအလုံးစုံတစ်ခုအလုံးစုံပြန်လဲပြီးရောက်သိမ်းလက်ကိုရရဲ့လက်တော်ပြန်လဲအနန္တတဲ့အခါမှာဂေတင်ပါရှိယေရှုဖျားနာမကိုမြှုပ်ပြုချအဖြစ်အလွန်ရည်တဲ့စွာနဲ့ကျေးဇူးတော်ချီးမွမ်းလက်အစီဝေးရောက်သိမ်းကြပါရမည်ဆိုတော်ဖျားအာမင်အားလုံးဖျားရှိကောင်းကြီးပေးပါစေ